皆さん、こんにちは。ディネがアパイネクリピでのサピロタロジアの。つつむるぴょれ、di つつむすらか、それで漢字で言えぴゃたれぽの、つつむすらか、とぷらをぴょら、di loပုံစံမျိုးလေးနဲ့漢字လေးရတယ်。つつむすらပေါ့နော်ထုတ်ပိုးတယ်ဆိုတာကအဲထုတ်ပိုးလို့ရတာပဲထုတ်ပိုးပေါ့နော်ထုတ်ပိုးတဲ့ဇာနံပါတ်1စံပစ္စည်းတွေဘာတွေကိုထုတ်ပိုးတယ်ဘာနဲ့ထုတ်ပိုးလဲဆိုအဝင်းနဲ့လည်းဖြစ်မယ်ဥမာငါတို့ဒီဘယ်လိုပြောမလဲပါကင်ထုတ်တဲ့စက်ကူနဲ့လည်းဖြစ်မယ်ပေါ့နော်အခုဒီမှာရောပူတဲ့လို့ပြောထားတဲ့အတွက်ကြောင့်ရောပူဆိုတာကျိုးကိုပြောတာကွာကျိုးနဲ့ထုတ်ပိုးလို့မရဘူးပေါ့နော်ဒီမှာခိရိနာခါမီတဲ့ဖြစ်နိုင်တယ်အရှိရလည်းပဲပစ္စည်းတောက်ကြည့်လိုက်ခါမှာလည်းပရိသန်တို့လို့ရေးထားတယ်ရဖို့တဲ့တာခါမီရောဆယ်တော့တိတ်ပူတဲ့ထုတ်ပိုးလို့မရအောင်ဆယ်တော့တိတ်ပူဆိုတာတိတ်နေပေါ့နော်ဒီကချောတောင်ရဲ့အပေါ်ကြီးဖြစ်နေအဲ့တော့ကိုတာရောဆန်စီတော့နိဗ္ဗာန်ဖြစ်တယ်ပေါ့နော်ခိုးဖို့စုဆိုတာကဆန်စီဖိတ်စင်နေပေါ့ကွာဖိတ်စင်နေဆိုတာကအရေးတွေပါတွေဖိတ်စင်ရမယ်အရေးတွေပါတွေကကိုယ့်အင်ကြီးမှာပြီးတော့ဥမာလက်ဖေးရည်တို့ကော်ဖီတို့ပေါ့နော်ဆူပူအဲ့လိုမျိုးတွေပဲဖြစ်ရမယ်အဲ့ဒီမှာခါဘန်ကိုခိုးဖို့တဲ့ရှိမှတာအေးကြီးဖြစ်နေတဲ့ကြောင့်မို့မှားတယ်時計を床に落としたらこぼして時計をこぼしてしまった方の、電車の中に財布、パサイジピエに、ささぴょとあれ、フェイスにさ、いりばいピアメ、シャツにコーヒーをそれやまんの、答えは4番。シャツにコーヒーをこぼしたので、すぐに着替えた、それはりばな。ဒီခါတို့ဆိုတာကတောက်ပေါ့နော်ဥမာလမ်းတောက်တို့ပါတော့ပေါ့နောက်တစ်ခုစမ်းစမ်းမှားတတ်တာကစမ်းစမ်းကိုယ်တိုင်လည်းမှားတတ်လို့ပေါ့နော်အိမ်တောက်အိမ်တောက်ဟောပါဘူးအခန်းတောက်တို့ပါဘူးနော်အခန်းတောက်ဆိုလို့ရှင်တော့ဟေယာနော်စုမီလို့တော့ထွက်တယ်ပေါ့နော်ဟေယာနော်စုမီအဲ့တော့လမ်းဆိုလို့ရှင်လည်းပဲဘယ်လိုတောက်တွေလဲဆိုရင်notes ထဲမှာပုံရေးပဲဒီလိုတောက်နေရတွေကိုသူကပြောတာကွာခါတို့ဆိုတာပေါ့နော်အဲ့တော့ဟေယာနော်ဒီမှာအခန်းဖြစ်နေတဲ့ကြောင့်လို့စမ်းစမ်းလို့ပယ်မယ်橋の真ん中ではなくカードを渡してくださいで転んだとဒီကကားတို့ငါတို့ဒီကားတို့ဆိုတာကြည့်ငါတို့ဒီကားတို့ကြီးငါတို့ဖြတ်တန်းလို့မှမရတာเนาะကားတို့ဆိုတာဒီလိုတောက်ကြီးဖြစ်နေတဲ့အခြေအနေကြီးတွေเนาะအဲ့ဒီမှာလည်းမှားတယ်転んだ時テーブルの角で頭を打ってテーブルの角でဆိုဖြစ်နိုင်တယ်ဇပွဲကုံရဲ့ဒီတောက်ဆုံးကြီးလေဒီတောက်ဆုံး角ပေါ့เนาะအဲ့ဒါဖြစ်နိုင်တယ်とても痛かったその書類は机の角に机の角မှာတော့ဖြစ်စီထားလို့မရပြုတ်ကြပါလိမ့်မယ်အဲ့တော့ကိုတိုင်က3番ဖြစ်တယ်ပေါ့เนาะဇပွဲကုံရဲ့ဒါဇပွဲကုံကြီးတစ်ခုဆိုလို့ရှိရင်ဒီတောက်နေရည်เนาะတောက်နေရည်နဲ့တိုက်ပြီးတော့ခေါင်းနာသွားတယ်ဆိုတဲ့အခြေအနေအိုက်တဲ့ဆိုတာကတစ်ဖက်လူပြောတာတစ်ဖက်လူကတခုခုတစ်ဖက်လူနဲ့တခုလောမှာဥပမာငါတို့ရန်ဖြစ်တယ်相手誰と喧嘩したの相手は誰ဆိုတာမျိုးပေါ့နော်ရန်ဖြစ်ခဲ့တဲ့နေရန်ဖြစ်ခဲ့တဲ့相手ကဘယ်လိုလဲဆိုတာမျိုးပေါ့နော်結婚するじゃあ相手は誰ဆိုတာမျိုးပေါ့နော်တစ်ဖက်လူကဘယ်လိုလဲဆိုတာမျိုးအဲ့လိုမျိုးကွာတခုလို့ဖို့အတွက်တစ်ဖက်လူဖြစ်ရမယ်ဒီမှာဓာတ်တို့ကိုတော့နော်ဒေဘူးလို့နော်相手としてဆို相手ဆိုတာနံပါတ်1လူဖြစ်ရမယ်တခုခုလို့ဖို့အတွက်တစ်ဖက်လူဖြစ်ရမယ်အဲ့ဒါမျိုးပေါ့နော်ဒီကဒေဘူးလို့နော်相手ဖြစ်နေတဲ့အတွက်ကြောင့်မလို့မှားတယ်thank you နော်いい日には公園にたくさん相手がဒီကကြတော့ကွာကိုနဲ့လူတွေကို तू ကပြောတာတော့မှန်တယ်ဒါပေမဲ့လို့ကိုနဲ့တကူလုံးမဲ့ဒီအဖော်တစ်ဖက်လူမဟုတ်ဘူးကွာသိလားနော်အဲ့တော့ဒီကသွားရေးလို့မရဘူးလူတော့လူပဲさっきの電話の相手は国の母親でအဲ့တော့電話ဆိုတာကဖုန်းပြောဆိုတာကိုတယောက်တည်းပြောလို့မရဘူးတစ်ဖက်လူရှိရမယ်အဲ့ဒါက相手ဘာလို့ဒါကြောင့်ကိုတာရစံပန်းကမှန်သွားတာခါလိုက်ရောဒီကခပန်းの相手ခပန်းနဲ့ご飯の相手ဆိုတာဒီကဒီမှာမှားနေရနော်မူချူကကြာဆဆရှူးချူးနဲ့စင်စစ်ပေါက်ကွာလဲဆိုရှူးချူးကကြာငါတို့တွေကဒီစာမှာပဲဖြစ်ကိုလုပ်တဲ့အလုပ်မှာပဲအလုပ်တစ်ခုမှာပဲဖြစ်အာယုံစူးစိုက်နေတဲ့အချိန်တွေကိုစင်စစ်ကရှူးချူးလို့ပြောတာဟုတ်နော်ရှူးချူးလို့ပြောတာအဲ့တော့ဒီမူချူကကြာဘာဖြစ်သွားလဲဆိုရှူးချူတဲ့ပိုသွားဒီနေရာကြီးမှာပဲအသေးတန်ကိုဖြစ်နေအာယုံနဲ့မျောနေတဲ့အချိန်ဖြစ်သွားပြီမူချူကကြာတာလေနော်အာယုံနဲ့မျောနေအဲ့တော့နော်彼は自分の仕事に夢中で取り込んでいる。今朝は9時まで夢中で目が、တခုခုမှာကွာအာယုံနဲ့မျောနေရမှာပြောရလို့ရှိရင်ね寝不足のまま夢中で運転するのはဒီတခုခုမှာအာယုံစူးစိုက်နေတဲ့ပုံစံမျိုးသူကပြီးတော့နှိဖြစ်ရမယ်ကွာတခုခုမှာသွားပြီးတော့ပေါ့နော်အဲ့အချိန်ကြီးဖြစ်ရမယ်အဲ့တော့ဒီမှာじゃ試合に勝った後は夢中で練習しないでくださいအဲ့တော့答えは一番ကတခုခုမှာအာယုံနှစ်မျောနေတာအချိန်ကြီးဖြစ်မှာဥပမာဂိမ်းထဲမှာ夢中ဖြစ်နေရဲဆိုတာမျိုးလိုပါလို့ဒီပေါ့ကွာနော်အဲ့ဒီအချိန်ကြီးကိုတော့ပြောတာ
はいနောက်တစ်ခုဟိုအဲလူဆိုတာကဟောင်းနာအဲ့ဒါဟောင်းနာခွေးပဲရှိအဲ့တော့ခွေးပဲတော့ရေးပြရမယ်ပေါ့နော်အဲ့မှာအရေးနောဆိုတော့တဲ့မူရှိနောဆိုမူရှိဖြစ်နေတဲ့အတွက်ကြောင့်ပိုးကောင်ဖြစ်နေလို့မှားတယ်ရှင်ညူရှာရင်ကရှာချောနေမူကတဲ့友達のようにဆိုတဲ့လူဖြစ်နေတဲ့အတွက်ကြောင့်မှားတယ်အဲ့တော့私の家の犬は夜中によく吠えます犬လည်းပါတယ်ညလက်ကောင်မှာတော်တော်လေးကိုခေါင်းနေဆိုတာမှန်တယ်ပေါ့နော်အဲ့တော့ခဝိုင်ကတေးတာပတ်တူကဖြစ်နေတဲ့အတွက်ကြောင့်မလို့မှားတာအာဖူရေရုဆိုတာကပြည့်ရှံကြလာတာကိုပြောချင်တာအာဖူရေရုお菓子を買いすぎて溢れたので少しあげます余ってたのでပဲဖြစ်ရမယ်余るဆိုတာပိုရှံတာကိုပြောတာကွာသိရမယ်余るဆိုတော့မှန်တယ်コップに水を入れたら溢れてしまったဒါဖြစ်နိုင်တယ်ရေရပြည့်ရှံပြီးတော့ကြလာတဲ့အခြေအနေဖြစ်နိုင်တယ်授業が終わった後も教室生徒が一人溢れてたလူကြီးဖြစ်နေရနော်မိကြီးတဲ့ကိုရုံးတဲ့အရှိကအကကူတရားလည်းမဟုတ်မှားတယ်ပေါ့နော်အဲ့တော့ကိုတိုင်ကနိဗ္ဗာန်ရေတွေကအာဟုတဲ့တာပြေးရှံလာတာပြေးအဲ့ဒီရေတွေပြေးရှံလာတဲ့အခါမှာတော့တုံးတယ်ကွာနော်ရှီပါရုဆိုတာကချီနှောင်တာဆော့ဆော့လို့ပေါ့နော်ချီနှောင်လို့ရတာနဲ့ဆော့ဆော့ဆိုထုတ်ပိုးတာကွာထုတ်ပိုးလို့ရတယ်ဆိုအဝင်းနဲ့ထုတ်လို့ရတယ်ဘာဖြစ်လဲစက်ကူနဲ့လည်းထုတ်လို့ရဒါပေမဲ့လို့ငါတို့ကြိုးကြီးနဲ့ထုတ်ပိုးလို့မရဘူးဒီမှာကျရှီပါရုကကြာတော့ချီတာကွာကြိုးတွေပိုင်းနဲ့ပဲချီလို့ရမယ်ပေါ့နော်出かけるときはちゃんとドアの鍵を縛ってくださいで。ドアの鍵を縛って、鍵を縛るのも鍵をかけてくださいね、ピアノ。シャツのボタンが開いているので縛った方がいい。縛ったを치바에서 막왜 너 키때 마 람마지 편에 대세가ငါတို့ချီလို့မရအဲ့တော့ဒီမှာ low ပူစားလာပြီးကျိုးနေပေါ့နော်その荷物をロープで固く縛ってくださいဆိုတာ固くはဒီမှာငါတို့တင်းတင်းမာမာသူကဒီမှာတော့မာမာလေးချီလိုက်လို့ပြောတာမဟုတ်သူကတော်တော်လေးခိုင်ခိုင်မာမာချီလိုက်လို့ပြောချင်တာကျိုးနှစ်ထပ်သုံးထပ်နဲ့ချီလို့ဆိုတဲ့သဘောမျိုးပေါ့နော်အဲ့တော့ကိုတိုင်ဝါယွန်ပန်ဖြစ်တယ်特座が特区はそんやとあれちに、ギターがとても得意ピアノ。商売で大きな得をしただけないね。まず商売すらが、やうなを、だから商売を、それはめぴしりやうねぼの。あるとは、とりをみやそやれ、それ、ちにぼの。テニスが得意でピアノ。デパートで得でカバンを買った。デパートでカバンを買ったら得でしたそのやれてら、おついたねそれ、ちねだともやれ。あ、ディアジェ得ですがじゃまあにやわの。答えは、2番ピでもの。နောက်တစ်ခုကကြတော့潰れるဆိုတာကတစ်ခုခုကွာအခိုင်အမာရှိနေအရာကြီးကပြိုကျပြီးတော့တစားစီဖြစ်သွားတဲ့အခြေအနေကို潰れるပြောတယ်ပေါ့နော်အဲ့တော့ခိုင်ရှားက潰れたလို့ဘာလို့လဲတော့တုံးတက်တယ်လို့ခိုင်ရှားက潰れたဆိုတာလေခိုင်ရှားဆိုအရင်အနည်းတွေလူတွေအများကြီးနဲ့ပေါ့ကွာတည်ရမှာတိဆောက်ထားတဲ့ဟာကြီးတစားစီဖြစ်ပြီးပြိုကွဲသွားတယ်လို့ပြောချင်တာအဲ့တော့နောက်တစ်ခုကကြတကယ်ကိုဒီလိုမျိုးအစာအုပ်တွေပြိုကျတာတော့ဘာလို့မှလဲတော့တုံးတယ်ထာဝရတာလို့လေတုံးလို့ရတယ်潰れるထာဝရတာသူ့ဟာသူထာဝရတာဖြစ်သွားလေအစာအုပ်ကြီးကပြိုကျလာတာပေါ့နော်潰れるနဲ့တုံးတာလို့ရှိရင်အဲ့အစာအုပ်ကြီးကတစားစီဖြစ်နေတဲ့အခြေအနေကိုပြောချင်တာပေါ့နော်အဲ့တော့ဒီမှာစမ်းသေးလို့強い風でその木は真ん中から真ん中からလို့ပြောထားတဲ့ကြောင့်折れるပဲဖြစ်ရမယ်折れた折れてしまったピアノ。急に雨が降れさ、急に雨が降ってばピアノの急いで近くの店に、先日の大きな地震でたくさんの家が出会ってないね、家がありの、前から使っていた時計があるピアノでじゃものまあれ。マススラがတိုးလာတယ်ဆိုတဲ့အခြေအနေပေါ့ကွာဆန်းသေးလို့ဖူရဲလူကကျတော့တိုးပွားလာတယ်ပေါ့ဖူရဲလူကလေတိုးပွားလာတယ်ဆိုတဲ့အခြေအနေဖူရဲလူတရားကဖူရဲလူတော့မဆူလို့ပြောထားကြပို့ပြီးဆိုတဲ့ဟာမျိုးပေါ့နော်အဲ့တော့ဒိုင်ဖူနောတာမဲခါစေနောစီယိုサがマシでいるလို့ဒါဖြစ်နိုင်တယ်1日3時間勉強したので彼の日本語いきなりいきなりပို့ပြီးတိုးလာစမ်းမရှိရင်နော်ရုတ်တရက်ကြီးတော်လာတယ်ဆိုတော့တစ်မျိုးပေါ့နော်Qを増してတရားကြ Qをတိုးပြီးပါ増やしてတယ်ဖြစ်ရမယ်နော်အဲ့တော့ mash day က O နဲ့မတုံးပဲပြောချင်တာလေနော်友達が mash day 増えてတယ်ဖြစ်ရမယ်အဲ့တော့ဒီဟာကပို့ပြီးလို့သူပြောချင်တာကွာမဆူလို့လည်းတုံးတက်တယ်လေနော်အဲ့တော့ mash day いるဆိုတဲ့ဟာဖြစ်သွားတယ်匂いがကြတော့စံစေတော့အနက်匂いがしますနဲ့တုံးတက်တယ်ပေါ့နော်နောက်တစ်ခု匂いがする匂いがしますအဲ့တော့美味しそうな匂いがしますပေါ့နော်
黒い匂いを見てばとんが、あが大きな匂いされんし、あなさちらもしやな、白い匂いばんし、この声、そうそう、匂いがする、声がする、大きな声、小さな声、どんなとんね、にゃいとんねぼの、車の声がうるさくて、テレビの音が聞こえない。だ、言うてねめとんなら、まあね、駅まで走ったら声が切れてしまった。ジーラね、一旦ပြောက်သွားတယ်မဆိုင်ဘူးနော်風邪ひいて昨日から声が止まら、咳が止まらないぞ、မှန်တယ်ချောင်းဆိုးနေရလေ咳が、止まらないぞ、မှန်တယ်ပေါ့နော်もっと他人の声に耳を、向けた方がいいလို့ပြောသွားတယ်နောက်တစ်ခုဒီမှာ車が声ဆိုတာကြီးကမှားတယ်車の音がကြည့်ရမှာနော်ရုပ်တရက်ကြီးမှားတတ်တယ်နော်စမ်းစစ်တော်မှာဒီဟာကိုတော့ဖတ်မိမှာပဲအဖြေရထွက်တော့တာနော်他人の声ဆိုတာကဒီမှာအတန်မဟုတ်ဘူးကွာသူပြောချင်အတန်ဆိုတာစမ်းစစ်လို့စကားပြောမှထွက်လာတဲ့အတန်လေးအဲကြောင့်တစ်ဖက်လူကဘာပြောလဲဆိုတာကိုလည်းပဲနားထောင်တာကကောင်းတယ်မိမိကိုကတမှုကတာဟိုကကြီးဆိုတာနားထောင်ပေးတာကကောင်းတယ်ဆိုတဲ့အချိန်လေးသူကပြောချင်တာရုံးပန်ပေါ့နော်အာရရှိဆိုတာကနည်းနည်းလေးမတင်ပုံမှန်မဟုတ်တဲ့အချိန်လေးမတင်ကားစရာကောင်းတဲ့အချိန်လေးဘာညာပေါ့နော်လူတွေမှာလည်းတတ်တော့နေအာရရှိဟီတိုလို့ပါတော့ပေါ့နော်ဒီမှာရာသီဥတုနဲ့တွဲပြီးတော့မတော်ဘူးစာမွေးနိုတယ်လို့ပြောတဲ့အတွက်ကြောင့်မလို့帰宅すると家の前に怪しい音が立っていただဖြစ်နိုင်တဲ့လူနဲ့တွေ့တုံးတဲ့အတွက်ကြောင့်မလို့彼女は親切で怪しいの親切နဲ့怪しいတွဲပြီးတော့သုံးမှာမဟုတ်ဘူးမကောင်းတဲ့စကားလုံးနဲ့လေနော်この手帳は何でも書くことができてとても怪しい手帳နဲ့တာမတော်လူမတုံးတုံမတုံအခြေအနေမှာပဲအဲ့တော့ကိုတားရပါစံစနိဗ္ဗာန်ပေါ့နော်帰宅すると帰宅ဆိုတာကအိမ်ပြန်လာတာကိုပြောတာပဲ帰宅すると家の前に怪しい男が立っていたဆိုတဲ့အခြေအနေလေးနော်合わせるဆိုတာက毎朝彼女と駅で合わせて合わせるဆိုတာကစတဲ့手を合わせるဆိုလက်နဲ့ဘက်ကိုဒီလိုမျိုးဆင်လိုက်တာကိုလည်း手を合わせるလို့ပြောတယ်နောက်ပြီးတော့ရှင်ရင်声を合わせる声を合わせるရတယ်ငါတို့တွေကဟိုက်နည်းနည်းအတူတူဆိုမယ်နော်ဆိုတဲ့ပုံစံမျိုးဟိုက်123ဟိုက်いただきますဆိုတာမျိုးပေါ့နော်အဲ့ဒါမျိုး声を合わせるလို့ဘာလို့လဲပြောတတ်တယ်အဲ့တော့စတဲ့နောက်တစ်ခုကကျတော့時間に合わせるပါအချိန်နဲ့ဆိုတော့ထုံးစံတိုင်းနီးနဲ့တုံးတယ်ပေါ့နော်時間に合わせる都合に合わせる都合ဆိုတာလည်းပဲတစ်ဖက်လူရဲ့နေ့ရဲ့အချိန်တွေပေါ့နော်都合に合わせるဘာညာလဲတုံးတက်တယ်နေ့တွေပိုင်းနဲ့လည်းတုံးတက်တယ်ပေါ့နော်အခုလိုမျိုးအတန်တို့ခိုးရဲတို့ဘာလို့လဲဆိုလို့ရှင်တော့စင်စေတို့အိုးနဲ့တုံးတယ်ပေါ့နော်အဲ့တော့友達と声を合わせて歌を歌ったဆိုတဲ့ဟာမျိုးဖြစ်သွားတယ်駅で合わせるも駅で待ち合わせてဆိုရင်တော့မှန်တယ်ဘူရာမှာလေမာချီအဝါဆဲတဲ့ဆိုလို့မှန်တယ်မာချီတို့လေမာချီတို့မာချီအဝါဆဲဆိုအခီမှာတွေးဆုံတယ်ဘယ်နေရာဘယ်အချိန်မှာတွေးဆုံကြမယ်ဆိုမာချီအဝါဆဲတို့ပေါ့နော်彼の、趣味は、外国の規定を合わせることでも集めることです。やめ。いい感じね。皆さんって言ったら集める、ことですもの。父と母は学生の頃に合わせて、ダイヤマをマネばの。勢いすらが、本をပြောတာပေါ့နော်。本をပြောတာ。この魚はとても勢いが良くて美味しい。勢いが良くて美味しいねというのをပြောやねんな。パソコンの勢いが悪いので、今日は体の勢いがいいので、とても元気。その子供たちは勢いよく走り出した。もう、本の音はပြေးထွက်သွားတယ်本ဆိုတဲ့ speed ပါမယ်ကိုပြောရှင်လေနော်လုံးပါမယ်အဲ့တော့パソコンがスピードနဲ့တော့တုံးတယ်スピードが勢いဆိုတော့ရုတ်တရက်本ဆိုရုတ်တရက်ဆိုတဲ့အဓိပ္ပာယ်လေးနည်းနည်းလေးပါတယ်ပေါ့နော်စာကားဆိုတာကစနေတဲ့နောက်ဆက်မှာပုံဆွဲပေးထားတယ်ဒီလိုတောင်တက်တဲ့ပေါ်မျိုးတောင်ဆင်းတောင်တက်လို့ပဲပြောရမှာစာကားအဲ့လိုမျိုးဒီလိုပေါ့နော်စာကားအဲ့ဒါကိုသူကပြောတာကွာသိလားသူ့မှာစမ်းစစ်လို့ဒီအပေါ်ဆုံးနေပါအမြင့်ဆုံးမှညာတော့မရှိဘူးပေါ့နော်長い坂を渡って家に帰りましたここは日本で一番高いねめとの私の学校は急な坂の上に、なるか坂すらじや長いよりもとんなる長いねというとの坂の上に立っています。
မှာဒီလိုလေးလမ်းပြပြနေရုပ်တက်ကြီးလိုမျိုးတက်သွားတာမျိုးကိုဒီလိုစာကလို့လည်းပြောတယ်ပေါ့နော်強い風で坂が全てဆိုတာမရှိဘူးအဲ့တော့私の学校は急なဆိုရုပ်တရက်坂အဲ့ဒီမှာ तू ကစောက်ထားတယ်ဆိုတဲ့ပုံစံမျိုးလေးကိုပြောချင်တာပေါ့နော်長い坂を渡って長い坂というのは渡りますねမတော်渡りますဆိုတာကဒီဘက်ကနေဟိုဘက်ထိပ်ကိုကူးသွားတာဒီဘက်ကညာဘက်ကနေဘက်ကိုကူးသွားတာတော့အဲ့ဒါမျိုးကိုဝါတာရီမတ်လို့ပြောတယ်။နိုဘိုတေဆိုလို့ရှင်လို့ရတယ်။長い坂を登って家に帰りましたဆိုတော့မှန်တယ်။ဝါတာရီမတ်ကမှားနေတာနော်။နောက်တစ်ခု姿ဆိုတာကပုံရိပ်လေးပေါ့နော်ပြောရှင်ပုံရိပ်သူ့ရဲ့ပုံသဏ္ဍာန်လေးပေါ့နော်ပုံရိပ်ပုံ音楽ကငါတို့ပုံသဏ္ဍာန်မရှိဘူးနံပါတ်1音楽ဂီတကြီးဖြစ်နေကြမှားတယ်この兄と兄弟は声まで頭でပုံရိပ်မရှိဘူး有名なレストラン肉までပုံရိပ်မရှိဘူးလူရဲ့ပုံရိပ်ကပြောရလို့ရှိရင်နော်အဲ့တော့さっき駅前で彼女の姿を見かけましたသူမကိုတွေ့ခဲ့တယ်ဆိုတဲ့အချိန်ကြီးပေါ့နော်激しいဆိုတာတခုခုပြင်းထန်တာကိုပြောချင်တာတခုခုမှမိုးတွေကအရင်အသေးတန်ကိုရွာနေတယ်ဆိုလို့ရှိရင်激しいလို့ဒါသုံးလို့ရတယ်ပေါ့နော်雨が激しい雨ဆိုတာမျိုးပေါ့နော်ဒါပေမဲ့တော့ဖက်ကြည့်အောင်မယ်နော်歩いていたら雨が激しく降り出しただမှန်နိုင်တယ်ရုတ်တရက်ကြီးကိုတဲအသေးတောင်ရွာချလာတာပေါ့နော်彼の日本語はこの、数ヶ月でとても激しくなったလို့マイナスအနေနဲ့သုံးတာနောက်တစ်ခု激しいဆိုတာကတော်လာတာလေတော်လာတော့激しいလို့မသုံးဘူးပေါ့နော်この紅茶は激しく美味しい美味しいさねကောင်းတာနဲ့မတွဲဘူးပဲပြောချင်တာ今日は朝から何も食べていないのでお腹が激しい答えは一番も歩いていたら雨が激しく降り出したမိုးကတော်တော်လေးပြင်းပြင်းထန်ထန်ရွာချလိုက်တယ်ဆိုတဲ့အခြေအနေပေါ့နော်はいနောက်ပြီးလို့ရှိရင်သွားကြည့်မယ်နော်ဒီခောက်ရဲ့ခံကြီးလေးကစနေမှာဒီငါတို့ကြက်တွေကွာငါတို့ကြက်တွေပါမွေးတယ်ဆိုတာကစားဖို့အတွက်မွေးတာဒါကြောင့်မို့စားတဲ့ခံကြီးလေးပါတယ်လို့မှတ်ထားရပါတော့အနောက်ကဒီလိုခံကြီးလေးနဲ့သူကခါဦးလို့ပြောတယ်ပေါ့နော်ဟိုခါဦးကစနေလို့ဝယ်တဲ့ခံကြီးလေးနော်ဒီဟာကအဲ့တော့ကြည့်ရင်တရိษံတွေကိုပဲမွေးလို့ရမယ်ပေါ့တခြားတွေမမွေးနဲ့အဲ့တော့ခိုဒိုမိုဖူတာရီဖြစ်နေတဲ့ကြောင့်မလို့မှားတယ်ပန်းပြည့်နေတဲ့ကြောင့်မလို့မှားတယ်ဦးရှိတော့ဦးမဆိုတော့မှန်တယ်ဒီမှာထိုဒီယိုခီနိုဦးရဲ့နောက်တစ်ခုကဖြစ်ရမယ်ဒီခေါင်းစော်ကလူတွေကတရိษံတွေမွေးတာကွာဒီမှာကျခီနိုဦးရဲ့親鳥が子供の鳥をဆို親ငှက်တွေကငှက်ကလေးတွေကိုမွေးတယ်ဖြစ်နေမရဘူးလူတွေကတရိษံတွေကိုမွေးတာပဲဖြစ်ရမယ်ဒါကြောင့်မလို့ကိုတာရောကဇံပန်ပေါ့နော်နာဂုရုဆိုတာထိုးကြိတ်တာအဲ့တော့လူနဲ့လူကပဲထိုးကြိတ်လို့ရတယ်ဟုတ်ပြီနော် A ဆိုတဲ့လူက B ဆိုတဲ့လူကိုထိုးကြိတ်တာအဲ့တော့怒った男性はもう一人の男性を力いっぱい殴ったအဖြစ်ရတာကြီးပေါ့နော်ကျန်တဲ့နိဆန်ရောဘာလို့မှားလဲဆိုဘောလုံးကြီးကို तू ကကန်လာထိုးလိုက်တယ်မဖြစ်နိုင်ဘူးစပိန်ကိုထိုးလိုက်လို့မရဘူးတကားကိုလည်းထိုးလိုက်လို့မရဘူးတို့ကနာကုတေကူရာဆိုင်ဆိုတာကြီးနော်မှားတယ်လူကိုထိုးတာကိုပြောတာနာကုတို့သူ့မိလာပြီစောစောပြောသေးရဲ့လေအခန်းရဲ့တောက်တူပါတော့ကိုဒီဟာရဲ့အိမ်ငန်းပေါ်ကအခန်းရဲ့ဒီလိုတောက်ကြီးကိုပြောချင်တာအဲ့တော့ဂျူးကျော်နော်စုမီဂျူးကျော်ဖြစ်နေကြမှားတယ်ဟေရနော်စုမီဒါမှန်နိုင်တယ်ကြီးဆိုင်နော်ဤစုကအိုးတရားဒီမှာဒါမှန်သွားတယ်ပေါ့နော်ဤချီနံမို့စုမီတယ်မတော်ဘူးနော်ခမီနော်ခေနော်စုမီဖြစ်နေတယ်ကြောင့်မို့လို့背中ဆိုတာကကြောကုန်းကိုပြောကြောပြင်ပေါ့နော်男の人はとても背中が高い背が高いလို့ပဲသုံးတယ်နော်朝から何も食べていないので背中がお腹がပဲဖြစ်ရမယ်田中さんの家は私の家の背中にありますもん背中ဆိုတာကြောကုန်းလူတယောက်ရဲ့ကြောကုန်းずっとパソコンに向かって座っていたら座るやかに座っていたら背中が痛くなった答えは4番60番ကထန်းကျုံလို့ဖတ်ပါတယ်ထားနဲ့ on နဲ့တပေါင်းနဲ့ထန်းအောင်ကျုံပေါ့နော်ထန်းကျုံဆိုတာကစံစီတော့ဒီရိုးလို့ပြောမယ်အခက်အခဲမရှိအလွယ်တကူဆိုတဲ့အချင်းကြီးပေါ့နော်この時間ဆိုတဲ့ဒီအမှုကင်းကိစ္စနဲ့တုံထားတဲ့တကြမလို့တွားရွေးပြီးလို့မရအောင်မုန်းတိုင်းဖြစ်နိုင်တယ်この問題はとても単純なので答えがすぐわかるでしょうဖြစ်နိုင်တယ်地震の時တွေပဲတုံထားတဲ့အတွက်ကြောင့်မရအောင်簡単なものをဖြစ်ရမယ်ဒီမှာလေခါနဲ့အွန်နဲ့တပေါင်းနဲ့ခါနဲ့အွန်နဲ့တပေါင်းနော်簡単なものを持って逃げてくださいဆိုတာမျိုးဒီပေါ့နော်အဲ့တော့答えはそれ2番ပဲいやね、素晴らしい映画を見てとても単純な気持ち、もうの答えは2番目。
နောက်တစ်ခုကယိုကိုနီနာရုဆိုတာကအဲ့ရထဲမှာလှဲလိုက်တဲ့အခြေအနေကိုယိုကိုနီနာရုလို့ပြောတယ်ငါတို့လှဲလို့ရတဲ့နေရာမှာလှဲဆိုပါမှာလှဲလဲမလှဲရင်အဲ့ရထဲမှာလှဲတာပဲရှိရနော်အဲ့တော့ဒီမှာတရားရေးပါဖြစ်နေဖောင်တိန်ကြီးဖြစ်နေတဲ့အတွက်ကြောင့်မှားတယ်အရေးကဖြစ်နေတဲ့အတွက်ကြောင့်မလို့မှားတယ်နေမကုနာတနော်တဲ့ဖူတွန်နီယိုကိုနီနာတတာမှန်နိုင်တယ်ဒါခုမို့ကြီးဖြစ်နေတဲ့အတွက်ကြောင့်မလို့မှားတယ်ဖူတွန်ဆိုစောင်းဟိုမှုရထဲမှာစောင်းထဲမှာပေါ့နော်မှုရထဲမှာအိတ်တယ်ဆိုတဲ့ဟာမျိုးပေါ့နော်ယိုကိုနီနာဆိုတော့ဘေးဆောင်လေးလှည့်လိုက်တဲ့အခြေအနေကိုယိုကိုနီနာလို့ပြောတာခိုရိုကာဒုဆိုတာလိမ့်သွားတာကိုပြောချင်တာကွာလိမ့်လို့ရတဲ့ဟာပဲလိမ့်သွားပေါ့ဟုတ်တယ်နော်ငါတို့တွေဟိုဇပွဲကုံရလိမ့်သွားလို့ရမှာမရဘူးလေလှိမ့်လို့ရတဲ့အရာမျိုးပါရှိနိုင်တယ်家から会社まで転がっていた。転がってလိမ့်ပြီးတော့会社တွေသွားလို့မှမရတာနော်投げたボールはဒါဘောလုံးဖြစ်နိုင်တယ်ဘောလုံးဆိုလို့ရှိရင်တော့လိမ့်သွားလို့ရတယ်လိမ့်သွားလို့ရတယ်ဘောလုံးတွေက飛行機が空にကောင်းကင်မှာလေမြင်ရင်ဘလို့လိမ့်ပြီးတော့သွားမှာလဲနော်မရအောင်နော်ဘတ်စကိုင်းလိမ့်သွားလို့မရအဲ့တော့ကိုတိုက်ရောနေပန်ဆိုကိုဆိုရေရောက်ချမ်းမြေကိုပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့いつもそことたまとん今夜そこスカートのそことまとんスカジエチャンピオンさんし山のチャンピオンさんしこの魚は、深い、海の底に住んでいます答えは、34番ဖြစ်ပါတယ်ခါနေရူဆိုတာနှစ်ခုတက်ပိုတဲ့အလုပ်တွေလုပ်တဲ့ကမှာခါနေရူတွေပါတော့တုံးတဲ့အတွက်ကြောင့်မလို့အာနိုဟီတိုဝါဖူတာစုမရှင်ကိုတော့ခါနေတဲ့ဤလူဒါဖြစ်နိုင်တယ်။အဲဆိုအိမ်ကိုနှစ်ခုတက်ပိုတဲ့အလုပ်လုပ်တဲ့ကမှာတုံးတာနော်ခါနေရူဆိုတာကအဲ့တော့စောစေးတို့ဒီမှာအိမ်ကြီးဖြစ်နေတဲ့ကြောင့်မှားတယ်။ဟာနာအိုဖြစ်နေတဲ့ကြောင့်မှားတယ်။ခါကြီးဖြစ်နေတဲ့ကြောင့်မလို့မှားတယ်ပေါ့နော်။တော့ဖြစ်နေတဲ့ကြောင့်ဒါတော့ရဲ့ခန်းကြီးခါကြီးဖြစ်နေတဲ့ကြောင့်မှားတယ်မာဇီဆိုတာကစအချင်းအမပေါ့နော်တခါအိမ်ပြောင်းသွားတယ်ကွာအိမ်ပြောင်းသွားတဲ့အချိန်မှာအဖေနဲ့မိနဲ့ရဖြစ်နေပဲထားပါတော့နော်အချင်းကြီးကကြီးတာအိမ်ကြီးကတိတ်ဆိတ်တော့အဖေတို့နှစ်ယောက်မျက်နှာကြည့်လိုက်တော့လေမျက်နှာကြီးတွေကကွာတင်းပြီးတော့တင်မှာကြောက်စရာကြီးပေါ့နော်ちょっとမာဇီですねဆိုတာမျိုးပေါ့နော်အဲ့ဒါမျိုးတုံးတက်တယ်နောက်တစ်ခါကျတော့ထုံးစံနဲ့အရသာမှာလည်းတတ်တုံးတယ်ပေါ့နော်အဲ့တော့ဒီမှာတတ်ချင်ရင်ခါတဲ့ဝါတာရှိဝါခါတဲ့နော်ယောနာမာဇီနင်းကန်ဝါခိဒလူနဲ့တော့မတုံးဘူးလားまずい人間でもどうの今日は天気は暑いというよりまずい。暑いというより、やれるねれもどうびん。そうそうびん。ちにどんどんどんいん。嫌だままだとね。学生なのだから授業に遅刻するのはまずい。だけないね。まず、ကျောင်းသားဖြစ်နေတဲ့အတွက်ကြောင့်မို့လို့အတန်းကိုနောက်ကျတယ်ဆိုတာကြီးကတော့ဒါမကောင်းဘူးဆိုတဲ့ပုံစံမျိုးတက်သုံးတာပေါ့နော်このリンゴは高いので少しまずくしてくださいဆိုမသုံးပါသေးလား高いので安くしてくださいဆိုတာမျိုးပေါ့နော်အဲ့တော့答えは3番ပေါ့နော်နောက်တစ်ခုたまたまဆိုတာကたまにそれရှိသေးတယ်たまにဆိုတာကတခါတရံဆိုတဲ့ပုံစံမျိုးတခါတရံရှာရှာပဒီたまたまကဘယ်လိုပြောမလဲမထင်ထားဘူးတိုက်ဆန်ဆိုတဲ့အခြေအနေမထင်ထားဘူးတိုက်ဆန်ဥပမာခါကြောက်ရှင်မျိုးထဲသွားနေတယ်မထင်ထားဘူးကိုကလည်းမျိုးထဲသွားတယောက်ကလည်းပဲမျိုးထဲလာမှာကိုရင်းနှစ်ယောက်တိုက်ဆန်မျိုးထဲမှာတွေ့လိုက်တယ်ဆိုတဲ့ပုံစံမျိုးတွေ့တယ်ဆိုဟိုလိုတွေ့တာမဟုတ်အမှတ်တမဲ့တွေ့လိုက်တဲ့အချိန်にたまたまဆိုတဲ့ဟာမျိုးပေါ့နော်အဲ့တော့お正月はずっと家族とたまたま一緒にいたတခုခုဖြစ်ရတယ်ကွာたまたまကိုရီမမျော်လင့်ထားတဲ့ဟာတခုခုအဲ့လိုမျိုးပေါ့နော်彼にたまたま会うのは5年ぶりです散歩していたらファンさんとたまたま会ったတွေ့လား散歩လုပ်တဲ့ခါမှာ तू မထင်တာဖန်ဆန်နဲ့ तू တွေ့လိမ့်မယ်လို့ပေါ့နော်မထင်တာဘူးတိုက်ဆန်ဆိုင်ပဲ तू တွေ့တယ်ဆိုတဲ့ဟာမျိုး तू ပြောချင်တာမထင်တာဘူးတိုက်ဆိုင်လို့မှတ်ထားရနော်မထင်တာဘူးတိုက်ဆိုင်ဆိုတဲ့ဟာမျိုးပေါ့နော်နောက်ဘူးရှာရှာပါတိုက်ဆိုင်ရှာပါဆိုတဲ့ပုံစံမျိုးလေးတာပေါက်တယ်သိလားနော်たまたまきちんと計画を立ててたまたま旅行に行ったたまたま久しぶりにပဲဖြစ်မယ်久しぶりに旅行に行ったဆိုတော့မှန်တယ်補うဆိုတာကလိုအပ်တဲ့အပိုင်းကိုဖြည့်စွက်တာနော်လိုအပ်တဲ့အပိုင်းကိုဖြည့်စွက်တာ破れたシャツを糸で補ってください。လိုအပ်တဲ့အဲ့ဒါ破れたဆိုတာလိုအပ်တဲ့အပိုင်းမှာမဟုတ်တာနော်。サッカーの試合中怪我をした足をすぐに補う。တရားရတော့တဲ့ခြေထောက်ကျိုးဖြတ်ပြီးတော့ခြေထောက်တစ်ချောင်းတက်တဲ့ပုံစံဖြစ်သွားလိမ့်မယ်မရအောင်နော်။夫婦喧嘩をした時လင်မြန်းရဖြစ်တာလုပ်နေတဲ့အချိန်မှာ早く補った方がいいဆိုတော့နော်
私の足りない部分というのは足りない部分လိုအပ်တဲ့အပိုင်းပေါ့နော်မလုံလောက်တဲ့အပိုင်းကို中山さんが補ってくれた補うသူကတော့補うဆိုတာတကယ်အတူခံကြီးပေါ့နော်အခါကျအဲ့လိုမျိုးခတ်တာလေးလည်းပါတတ်တယ်နော်ထဘဆိုတာကအစီအထုံးကိုပြောတော့ပန်းစည်းထားတဲ့ဟာလည်းဖြစ်မယ်ဆက်စစ်လို့သတင်းစာတွေစုပြီးတော့ချိလိုက်တာလည်းအဲ့ဒါမျိုးလည်းထဘလို့ပြောတယ်ပေါ့နော်စကွဲတော့ထဘတော့တုံးလို့မရဘူးစကွဲတွေငါတို့ထုံးထားလို့မရဘူးခြီထားလို့မရဘူးပြောချင်တာလေနော်駅前に10人ぐらいの人のタパのとなるの。この地方には珍しい動物のタパもや、ဒီစီဟိုဟာပန်းစီလဲဖြစ်မယ်ဆောစနေပြောထားတယ်လို့မျိုးလေစာအုပ်တွေထုတ်ပြီးတော့ချီအကုန်လုံးစုပြီးချီထားတဲ့ဟာကိုလေအစီလိုက်ထုံလိုက်ဖြစ်နေတာကိုထပ်ပါလို့ပြောတာဟုတ်အဲ့တော့ဒိုင်းတော့ဦးရဲ့နေစင်ပေါ်မှာခါမီနောထပ်ပါကဝေတာဒီမှာစက်ကွေတူအဲ့လိုမျိုးထပ်ပြီးတော့ထုံချီထားတာဖြစ်လိမ့်မယ်အဲ့ဒါရထပ်ပါဖြစ်သွားတဲ့အခြေအနေပေါ့နော်နောက်တစ်ခုကကြတော့စူကိုလို့ဖတ်ပါတယ်စူကိုစုမှတရှိမပေါကိုမှတရှိပါတယ်စူကိုအဲ့တော့စူကိုစူကိုကဝါရုနေမှာသုံးတယ်すごが、悪い。すごがなくて寂しい。明日、すごが良ければ、うちに食事に来てください。ね、ね、せびるしんせたぼよば、せまみしうそんそれたぼみぼがの。あれだと思うや悪いすごらもと、すごがいい、すごが悪いべだとね。きついつらが、おいさ、おいからじゃにろしんね。ちょっとこの服がきついでは、とんだでわでら。なるかじゃろ、バチやの。容器の蓋をきつく閉めてください。말해도天然ちゃちゃりペリバ固く、閉めてください。とね。林さんは他のどの社員よりも能力がきつい。能力ねというのと、どんなにきつく考えても新しいアイディアが出てこなかった。田中さんなら体がきついので、あの山に登れるでしょう。共同あれ。体がきついそらが、ဒီမှာတော့စနေတို့ဘလို့အခြေအနေနဲ့တုံးမလဲဆိုちょっと待ってね体がきつい体調が悪い場にあるレトルで体がきついので、あの山に登れるでしょう。登れるさ、အဲ့ဒီတောင်ကိုတော့တက်နိုင်လိမ့်မယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်။အဲ့တော့ပြောချင်တာက体がきついတော့တတ်တုံးတယ်။きついတတ်တုံးတယ်ပေါ့နော်။ဆိုတော့နောက်တစ်ခုကကြာပါလဲဆိုလို့ရှိရင်ဒီအင်ဂျီကအင်ဂျီကဘယ်လိုပြောမလဲကြက်နေရတော့ဘာလို့ပေါ့နော်အဲ့ဒါမျိုးမှာတတ်တုံးတယ်။နော်気づくしめてくださいကတော့မတုံးငါပြောရလို့ရှိရင်နော်能力が気づいမတုံးဘူး気づく考えてもမတုံးဘူးပေါ့နော်တုံးနော်はい、နောက်တစ်ခုကိုသွားကြည့်မယ်နော်思い出す思い出すဆိုတာကတခုခုကိုစနေလို့တတိရတာကိုပြောတာဒီမှာလဲဆိုတော့ခီကျွေးတယ်အတူတူပဲပေါ့နော်ဒီခီကျွေးကတကယ်ဆိုလို့ရှိရင်နည်းနည်းကျမကြီးအချိန်ဒီမှာကောင်းတဲ့သဘောမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ယာမနီကနိုဘိုရေနိုင်တဲ့ရှောဖြစ်နိုင်တယ်သိလားနိုဘိုရေတို့တဲ့ရှောရတမျိုးကြီးပေါ့နော်ထားလိုက်ပါတော့ဒီမှာလည်းတူတူပဲ思い出すဆိုတာကတတိရတာကွာတခုခုတတိရမယ်ဒါပေမဲ့ idea တွေပါတတိရလို့မြောင်မှလူတယောက်ကြောင့်思い出すဘာလို့ဒီပေါ့နော်အဲ့ဒါမျိုးဖြစ်ရမယ်ကိုတွေလောက်ခဲ့တဲ့ပြီးခဲ့တဲ့အကြောင်းအရာနဲ့ပတ်သက်လို့တတိရတယ်ဘာညာဘူးဖြစ်ရမယ် idea ဆိုလို့ရှိရင်思いつくနဲ့တော့တုံးတယ်思いつく難しい漢字何度も書き順の練習をして難しい漢字を覚えたဗျာဒီအရာလေး覚えるဆိုတဲ့ဟာမျိုးပေါ့နော်覚えるမှတ်သားတယ်ပေါ့နော်ခတ်တဲ့漢字တွေမှတ်သားတယ်ပေါ့နော်長い時間考えて知り合いの名前をねတုံးထားတဲ့အတွက်ကြောင့်思い出したやっと思い出したအကိဂါနဲ့တော့တုံးရဟေးဆိုလို့ရှိရင်ဂါနဲ့တုံးတာပုံမှန်တာအမှန်တကယ်တော့လေ思い出せた思い出せたそのပုံမှန်သွားတယ်ပေါ့နော်အဲ့တော့သူကတော့အုပ်ပေးထားတဲ့အတွက်ကြောင့်မ思い出したအဖြစ်ရတာပေါ့နော်心配なことがあるといつもカフェで一人思い出した一人思い出したတော့မတော်ဘူးပေါ့ကအဲ့ဒါကြီးနဲ့တွေ့ပြီးတော့ပေါ့နော်
코메르 소라가 선생로တခုခုကို 코메데 너고래 그라마 시에네 바리래서 키모치네 빠따데 하리고 코메데 키모치네 빠따데 하리 보노 우마 코코로 코메데 소라မျိုး 願いを 코메데 소라မျိုး 보노 레코 디마자로 선생 고미바 고리 코메데 사미시 스카토 피네 미주 피네 대가미와 키모치を 코메데 가기나 사이스 하리 보노 루토 소가 그냥 란장으로 왜 ပြော란으로 딱 ပြောလို့များ미지로 바로 ပြောထားတယ်တော့란장 တနေရာတော့မဲ့ 란장 ပေါ့ကွာတည်ရမလားအဲ့တော့ 가인가 구대와 소노쿠니노 루토노 도리니 루토 모리야 소노쿠니노 루루 ပဲဖြစ်ရမယ် 에키카라 가인샤마데 이치반 치가이 루토 다ဖြစ်နိုင်တယ် 에키카라 가인샤마데 彼女の 笑顔にはそう笑顔となっちゃうポブのルードの下ままでまと駅から会社まで一番近いルートを教えてくださいもの得意やじゃろ선생专辑나오ပြောတာဘောနော်တခုခုမှကျွမ်းကျင်တယ်ဘောနော်တခုခုကကျွမ်းကျင်တယ်သူကကားနဲ့ပဲသွားတုံးတယ်ကွာသိရမလားအမှတင်ရောစံစိဒီမှာအို့ဖြစ်နေပီယာနိုကို得意しましたနံပါတ်1က得意しますနဲ့မတုံးကျွမ်းကျင်တယ်ပဲပြောရလို့ရှိရင်ねအဲ့တော့得意ですလို့ရှိရင်မှန်တယ်ပီယာနိုက得意です私は子供の頃からピアノが得意ဆိုမှန်တယ်နော်ピアノが得意သူကဝါရီဂါရီပြဿနာမှာပေးတာနော်得意ですဆိုရင်မှန်တယ်ဒီကတော့ပါပါတယ်ဒါပေမဲ့အရှိရဒန်းဝပန်းကိုကြီးဖြစ်တဲ့ကြောင့်မလို့မှားတာအဲ့တော့私は掃除よりသူကတန်ရှင်းလောက်တာတဲ့ဟင်းချက်တာကပို့ပြီးတော့得意ですဖြစ်တယ်အဲ့တော့ကိုတိုင်ကယုံပန်ပေါ့နော်75番က羨ましいဆိုအားကြတာတရားရောက်ကိုအားကြတာကိုရီးယားအဲ့တော့လူတွေကိုပဲအားကြလို့ရတယ်ကိုရီးယားလေအဲ့တော့ sports も勉強もできる友人が羨ましいだဖြစ်နိုင်တယ်悪い人に騙されとても羨ましい。外国で一人で生活していたら羨ましい。ဟုတ်နော်တရားရောက်ကို羨ましいဖြစ်မှာဒါကြောင့်ကိုတိုင်က1ပဲမှာနော်အဲ့တော့75ပေါ့နော်85လုံးပြီးသွားပြီပေါ့နော်ဒီတွေကဘယ်နှလုံးပါမယ်မပါမယ်လို့တော့မသိဘူးဒါပေမဲ့လို့လောက်ထားတော့လေကိုတွေအတွက်အကျိုးရှိတာပေါ့လေဒီတွေကပါတော့လေပဲတစ်လုံးပဲပါပါနှလုံးပဲပါပါတစ်လုံးနှလုံးကတော့ပါမှာကျင်းသေးတယ်ပေါ့နော်ဘယ်နှလုံးပါတယ်ဒါမသိတာပေါ့နော်